ဒီတနေ့တော့သူစပင်းတွန်းညံတက်ကိုလက်ဆုပ်ပေးရတာပေါ့နော်ကျွန်တော်မပိုင်ရင်မညံ့ဘူးဆိုပြီးကြည်ချနေတော့ကျွန်တော်ဖက်တက်နေပါမလဲဗျာပြပြနဲ့ပဲလိုက်ပေးရတာပေါ့ကျွန်တော်တော့ဒီတိုင်းပဲဆဲကိုမနှဲရှအောင်ထားပြီးဟိုကြည့်ဒီကြည့်နဲ့ပဲစောင့်နေရပါတယ်ဘလို့ပုံစံညံ့လဲဆိုတော့ဘေးမှာရှိနေတဲ့စပင်းတွေကိုရှင်းပေးတာပါပြီးတော့အရှိမရှုပ်ရှက်နေတဲ့စပင်းတွေကိုလည်းနည်းနည်းပါးပါးရှင်းပေးတာပေါ့နော်စပင်းညက်ဆရာကလည်းတော်တော်ကြားတယ်ဗျကျွန်တော်ညက်တော့ကဆိုတီးရီတော့အိတ်ကျော်သွားပါတယ်ဒါပေမဲ့ဒီဆိုင်မှာပဲအမြဲလာညက်ဖြစ်တယ်ပေါ့နော်ဘာဖြစ်လို့ဒီလောက်ကြားတဲ့ဆိုင်မှာတွန်းညက်နေလဲတခြားဆိုင်မှာတွန်းညက်ရင်ဒီထက်မြက်လဲဆိုပြီးမိခိုးတွေထိုးနေပါလိမ့်မယ်ဒီဆိုင်မှာညက်ရတဲ့အကြောင်းရင်းကကျွန်တော်ရဲ့စိတ်သက်ချဖြစ်နေလို့ပါဗျတခြားဆိုင်တွေကိုမကြိုက်တာကကျွန်တော်လိုချင်တဲ့ပုံစံတိုင်းညက်ခဲ့ရင်ကျွန်တော်လိုချင်တဲ့အတိုင်းပဲဖြစ်ပဲရှေ့မှာခြားထားတဲ့စပင်းလေးတူသွားရပေါ့နော်ပြီးရင်အပေါ်မှာလေးနည်းနည်းလေးပဲတူပေးပါလို့ပြောလိုက်ရင်စပင်းကိုလေးမြရှင်းပစ်လိုမျိုးရှင်းပစ်လိုက်တာပိတ်ဆန်လဲကိုတည်တယ်ကျွန်တော်စိတ်သက်ချလည်းမဖြစ်ဘူးဆိုပြီးတော့ညက်ပြီးမှနောက်တော့ရောက်နေပေါ့နော်သူချိုးတော့ပါပြီဗျကဲနောက်ဗီဒီယိုမှာထပ်တွေ့ရအောင်အပုတ်လေးနဲ့အသက်လေးပေး comment လေးတော့နော်ဗျဘိုင်